အားလုံးပဲမင်္ဂလာပါကိုကိုတို့ရေကျမရေးဗဟုသုတများကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရေး channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရေးအသိမြင်တိုးပွားစေဖို့အတွက်စုမြတ်တင်ဆက်ပေးမှာကတော့အမျိုးသားများခွင်းထူတာပဲဖြစ်ဖြစ်တကယ်အတူအိတ်တာပဲဖြစ်ဖြစ်တုတ်လွတ်တာမကြရင်ဘယ်လိုဖြစ်တတ်လဲဒါမှမဟုတ်တုတ်လွတ်တာကြားတယ်ဆိုရင်ဘယ်လိုဖြစ်တတ်လဲဆိုတာကိုကိုတို့ကျမရေးအတွက်စုမြတ်ကတည်တည်ချာချာပြောပြပေးသွားမှာဖြစ်လို့စုမြတ်ရဲ့အတန်လေးကိုနားထောင်ပြီးလိုက်ပါစီမျောခံစားနားဆင်ပေးကြပါအောင်လားရှင်ကိုတို့ရေအမျိုးသားတွေကျမရေးလေ့ကျင့်ခန်းကြီးလောက်အပြီးမှာတုတ်လွတ်တဲ့ဆိုတာကတဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ရှင်မိန်းကလေးအဖော်နဲ့အတူနေလို့ပဲဖြစ်ဖြစ်တကိုယ်ရေးလေ့ကျင့်ခန်းကြီးဆင်နွှဲတာပဲဖြစ်ဖြစ်နောက်ဆုံးအိတ်နေတဲ့အချိန်မှတော့မသိလိုက်ပဲမသိစိတ်ကနေလွတ်မိတာလဲတုတ်လွတ်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်အမျိုးသားများအများစုကတော့နီးအမျိုးမျိုးနဲ့ပုံမှန်တုတ်လွတ်တတ်ကြပေမဲ့တုတ်မလွတ်တာကြာရင်ဘာဖြစ်တတ်လဲဆိုတာကိုလည်းစိတ်ဝင်စားတတ်ကြပါတယ်တုတ်လွတ်ခြင်းဆိုတာကတာမန်ကိစ္စတစ်ခုပဲဖြစ်တာကြောင့်တုတ်လွတ်ခြင်းမလွတ်ခြင်းကကိုယ်ဆုံးဖြတ်ချက်နဲ့ကိုဖြစ်ပေမဲ့တချို့ကလည်းကျန်းမာရေးအကျိုးကျေးဇူးတစ်ခုခုရှိမှထင်လို့သို့မဟုတ်တချို့ကတော့ယုံကြည်ကိုးကွယ်မှုတစ်ခုခုကြောင့်တုတ်လွတ်ခြင်းကိုရှောင်ကျဉ်ကြတာလည်းရှိပါတယ်ရှင်ထို့အပြင်တချို့အမျိုးသားများကတလလုံးလုံးလိမ်ဆက်ဆန်ခြင်းမပြုတ်ပဲအာသာဖြေတာမျိုးလည်းမလုပ်ဘဲအနာပေးထားပြီးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပူကျန်းမာပြီးပိုတန်မာအောင်အာယူတာမျိုးလည်းရှိပါတယ်အမျိုးသားစွမ်းဆောင်ရည်အားကောင်းအောင်အနာယူတဲ့သဘောပေါ်ရှင်ယောက်ျားပိုပီးတက်လာခြင်းတောက်ကောင်ရည်ပိုအားကောင်းလာစေခြင်းစိတ်အားပိုထက်သန်ခြင်းစတဲ့အကျိုးကျေးဇူးများရအောင်တလလောက်အနာယူကြပြီးမှကျမရေးလေ့ကျင့်ခန်းကြီးကိုအာရပါရပြန်ပြီးဆင်နွှဲကြတာပါစိတ်ပိုင်းဆိုင်ရာမှာလည်းစိတ်ဖိစီးမှုကင်းပြီးစိတ်အားတက်ကြွကကိုယုံကြည်မှုပိုရှိလာအောင်အနားယူထားတဲ့သဘောပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့အခုအချိန်ထိကတော့အချိန်ကြာကြီးကျမရေးလေ့ကျင့်ခန်းကြီးမလုပ်ဖဲတော့မလုပ်ဖဲအကြာကြီးပိတ်ဆို့ထားခြင်းကကျမရေးကိုပိုကောင်းလာစေတယ်ဆိုတဲ့တိကျတဲ့အဖြေကတော့မရှိပါဘူးရှင်လေ့လာချက်အသေးစားလေးတစ်ခုမှာတော့တော့မလို့ပဲခဏတာနားနေခြင်းကအမျိုးသားဟော်မုန်းနည်းနေသူအတွက်ကတော့ဟော်မုန်းကိုတိုးစေပြီးတုတ်ကောင်အရေးအတွက်ကိုတိုးပွားစေတယ်လို့ဆိုပေမဲ့အသေးစားလေ့လာချက်တွေကိုကိုးကားပြီးတင်ပြပေးတာဖြစ်လို့အချိန်ကြာကြာတော့မလို့ဖဲနေခြင်းကအမျိုးသားများအတွက်ကျန်းမာရေးကိုပိုကောင်းလာစေလားဆိုတဲ့အချက်ကတော့သေချာအာမမခံနိုင်ပါဘူးတဲ့ရှင်တချို့ကြတော့လည်းအမြဲတုတ်လွတ်မှုရှိတဲ့အမျိုးသားတွေမှာစီးကျိတ်ကင်ဆာကိုကာကွယ်နိုင်ပါတယ်လို့ဆိုကြပြန်ပါတယ်ဒါကလည်းလေ့လာဖို့လိုတဲ့အချက်တွေထဲပါဝင်နေပြန်ပါတယ်တုတ်လွတ်ခြင်းမလွတ်ခြင်းကကိုတို့ရဲ့ဟော်မုန်းပေါ်မူတည်ပြီးကွဲပြားသွားတာဖြစ်လို့ကျန်းမာရေးအတွက်အရန်တော့စိုးရိမ်စရာမရှိပါဘူးရှင်အိပ်ပျော်နေရင်နဲ့တုတ်ရည်ထွက်မိခြင်းကလည်းအမျိုးသားတိုင်းနီးပါးဖြစ်တတ်ပါတယ်ဒါပေမဲ့စိုးရိမ်စရာအချက်တစ်ချက်ကတော့တုတ်လွတ်ချင်ပေမဲ့တုတ်ရည်မထွက်နိုင်ရင်တော့ကိုတို့မပေါ့ဆကြပါနဲ့ရှင်နီးစပ်ရာကျွမ်းကျင်သူများဆရာဝန်များနဲ့တိုင်ပင်ပြီးကုသပေးကြပါနော်ဟုတ်ကဲ့ပါဒီနေ့စုမြတ်ပြောပြပေးခဲ့တာကတော့ကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမယ်ကျန်းမာရေးဗဟုသုတလေးတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းအခုလိုပဲခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ကျန်းမာရေးဗဟုသုတများကိုမျှဝေသွားမှာဖြစ်လို့ကျမတို့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးပဲကျန်းမာချမ်းသာပြီးကောင်းကျိုးလူရဆန္ဒများပြည့်ပါစေလို့စုမြတ်ကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်